ဒါ green မြက်ကျင်း40တော့ကပ်ပေးရမှာပေါ့နော်ဒီနေ့တော့ကပ်ပေးရဒီနေ့ခွာချက်ချင်းခွာဟိုဘက်မှာတော့20ကျော်တော့ပြီးသွားပြီအဲ့ရရှေ့ရှောက်စိတ်တာလေးလည်းကောင်းတယ်ညသားလည်းထူတယ်နေရာမြင်လှတယ်မြက်တယ်